ထိုင်းနိုင်ငံပထုံဌာနီပြည်နယ်မှာထိုင်းရောက်မြန်မာနိုင်ငံသားတွေကိုအလုတ်ကန်ရှာဖွေပေးနေတဲ့အသက်53နှစ်အရွယ်မြန်မာအမျိုးသမီးပွဲစားတအူဟာဇွန်လ6ရက်နေ့ညပိုင်းက၎င်းရဲ့နေအတွင်းမှာပဲရဲရဲဆက်ဆက်တပ်ဖြတ်ခြင်းခံလိုက်ရပါတယ်။တေဆုံးသူအမျိုးသမီးဟာအိတ်ခမ်းထဲကသွေးရိုင်ထဲမှာဒဏ်ရာအပြင်းနဲ့တေဆုံးနေတာဖြစ်ပြီးအခင်းဖြစ်ပွားရာအနီးကရေချိုးခန်းရေပုံထဲမှာတော့လူသက်မှုမှာအသုံးပြုခဲ့တယ်လို့ယူဆရတယ်။တူတချောင်းနဲ့ဓာတ်တချောင်းကိုထိုင်းရဲတပ်ဖွဲ့ကတပ်တေခံအဖြစ်တင်စီရမိခဲ့ပါတယ်။အသေးစိတ်အခြေအနေကိုဆက်လက်တင်ဆက်ပေးပါမယ်။ပထုံဌာနီပြည်နယ်လက်လုံကောရဲစခန်းနယ်မြေရှိနေတလုံးမှာအသက်ခံရသူဟာမတ်တင်နွယ်မာဝင်းဆိုတဲ့မြန်မာနိုင်ငံသားအလုတ်ပွဲစားအမျိုးသမီးဖြစ်တယ်လို့ထိုင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ရုံလောင်းကိုစစ်ဆေးချက်အရတေဆုံးသူဟာအိတ်ကန်းထဲကတွေ့ရိုင်နေမှာခါအထက်ပိုင်းဗလာချင်းနဲ့လယ်ဘေးမှာပဝါပက်လျက်သားတွေ့ရှိရပြီးဥကောက်မှာလည်းမာကျောတဲ့အရာဝတ္ထုနဲ့ရိုက်နှက်ခံရတဲ့ပြင်းထန်ဒဏ်ရာ3ချက်ကနေ4ချက်အထိတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ဒီရုပ်လောင်းကိုပထမအဆုံးတွေ့ရှိခဲ့သူကတော့အသက်16နှစ်အရွယ်တေဆုံးသူရဲ့သားဖြစ်သူဖြစ်ပြီးသူဟာမနက်ပိုင်းကတည်းကအလုပ်သွားနေခဲ့ရကနေည10နာရီဝန်းကျင်အိမ်ပြန်ရောက်တဲ့အချိန်မှာမိခင်ဖြစ်သူရဲ့ထိတ်လန့်စရာအခြေအနေကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။